ဘောအဲ့စကားလုံးတစ်ခုကြားဘူးလားမသိဘူးเนาะဒီနှစ်မလင်ယူမောင်ပင်ချင်းဆိုတဲ့စကားပေါ့เนาะဆိုတော့ကျွန်တော်တို့ဒီနှစ်မရှိရဆိုပေမဲ့ပေါ့เนาะကျွန်တော်တို့ဒါအချိန်တန်လို့သူလည်းယူတာပေါ့အဲ့လိုမျိုးတတ်မှတ်တယ်ပေါ့ဒါပေမဲ့ဒီထိုင်ကိုအောက်မှာဒီဘက်ထရီထားတာကြီးတော့ကျွန်တော်နည်းနည်းပြင်ကျင်းနေပေါ့เนาะဆိုတော့ထားပါကျွန်တော်ဒီနေ့ကကျွန်တော်ဒီ hybrid ကားမှာဒီဘက်ထရီလဲနေပေါ့เนาะကျွန်တော်ပဲဘာ share ရင်လို့ရှင်နေဆိုတော့ကြတော့ဒီဘက်ထရီရဲ့ဘေးမှာကျွန်တော်တို့ဒီ pipe လေးရှိရပေါ့เนาะအဲ့ pipe လေးကတော့ကျွန်တော်တို့ဒါလေး pipe လေးတစ်ခုပေါ့เนาะအင်္ဂလိပ်လိုကကျွန်တော် ventilation pipe လို့ခေါ်တာပေါ့เนาะဒီကောင်လေးကကျွန်တော်တို့ဒါဘယ်လိုပြောရမလဲအငွေ့ပြန် pipe လို့ပဲကျွန်တော်ပြောရမယ်ပေါ့เนาะဆိုတော့ကြတော့ဒီဘက်ထရီမှာကျွန်တော်တို့ထွက်လာတဲ့ဒီ hydrocarbon တွေတခြားဓာတ်ငွေ့တွေကကျွန်တော်တို့ဒီမီးတောင်လေးလွှဲတယ်နောက်တစ်ခါကျကျွန်တော်တို့ဒီလူအတွက်လည်းကျွန်တော်တို့ဒါအစိတ်အတော့ဖြစ်စီရပေါ့။ဘာကြောင့်လဲဆိုတော့ဒီကဘက်ထရီကဒီကားအတွင်းမှာရှိရခါကျတော့ဒါအနေအများရဲပေါ့နော်။ဒီအတွက်ကြောင့်လည်းကျွန်တော်တို့ထားတာပေါ့နော်။ဒီနောက်တစ်ချက်ကကျကျွန်တော်တို့ဘက်ထရီကကျွန်တော်တို့3လများပြီးရောအပူချိန်မြင့်တက်လာမျိုးရှိရပေါ့နော်။အဲ့လိုအပူမြင့်တက်လာပြီဆိုကျွန်တော်တို့အဲ့အပူတွေကိုကျွန်တော်တို့ကစွန့်ထုတ်ပြီးတော့အပြင်စွန့်ထုတ်ပြီးတော့ဒီအပြင်မှာလေတွေကိုဒီအထဲကိုပြန်သွင်းတာပေါ့နော်။အဲ့လိုမျိုး system နဲ့လုပ်ပြီးတော့ဒီကောင်လေးကိုကျွန်တော်တို့ဒါအသုံးပြုတာပေါ့နော်။ Okay ကျေးဇူးတင်ပါတယ် like follow လေးလုပ်ခဲ့ပြီးကိုတောင်းဆိုချင်ပါတယ်ခင်ဗျ။